တကယ်ကိုမှပေါ့နော်ပျော်ရွှင်ဝမ်းမြောက်ဂုဏ်ယူွယ်ကောင်းတဲ့ဂုဏ်ပြုခြင်းအစီအစဉ်မှာဥဆောင်ပေးသွားတဲ့ရွာဟေဘလူးနဲ့ဂုဏ်ပြုလက်ဆောင်များမှတ်တမ်းများကိုချီးမြှင့်ပေးသွားကြတော်သူများလက်ခံပေးသွားတဲ့ပေါ့နော်ခိုင်လိုမရှင်းမကောင်းဆောင်အသီးသီးကိုလည်းကျေးဇူးတင်ကြောင်းပြောလိုပါတယ်အခုချိန်မှာအလူငွေကောက်ခံခြင်းအစီအစဉ်ဖြစ်ပါတယ်ခံစားရတဲ့ကောင်းချီးများတွေမှာအလူငွေကိုပြန်လည်ပြီးတော့ပေးအပ်ကိုရန်ဖြစ်ပါတယ်အလူငွေကိုကိုစောထွန်းညီကနေကောက်ခံပေးမှဖြစ်ပြီးတော့အလူငွေကောက်ခံတဲ့အချိန်မှာဆရာဆောလူကိုင်းနဲ့ UA တချင်းတန်ကြားရမယ်နောက်ပြီးတော့လေးဝအခွင့်ရဲ့တချင်းတန်ကိုကြားရမှာဖြစ်ပါတယ်